1389ခုနှစ်ကုလဆန်းရှိခရစ်2026ခုမလ25ရက်နေ့ဗုဒ္ဓမြင်လိုက်သောညာချမ်း9နာရီ3မိနစ်မှစ၍မြတ်စွာဘုရားဟောကြားသောပဋ္ဌာန်းပစ္စယနေဒေသနှင့်တကွအောင်ဂါထာမြတ်သောတမရေ5မျိုးခုံတော်ခွင်ချစေနမနိကရာထနာမေရမေရတို့ယူပါတဲ့တေကရှိရှိပြုလုပ်ခဲ့သောဘာနာတိရဘောနကောမစံစုဘောကဟုဘောရသောတော်ထမမြတ်ဝိယူခြင်းမြတ်တော်ဘုရားအားလုံးသောဆရာတော်တောင်းတော်ဒါယကမုံဆရာကိုဆောင်ရှောင်းတဲ့အားလုံးတို့သည်ဘုံမြောင်ရသာတို့ညီတော်တို့ကျွန်တော်ပြောချင်တဲ့ရောဘုံဝင်ညင်းရောကျွန်တော်တို့အရှင်ပါလိကျဲမောချင်းပါလိသူအပြင်ဘုရားဘုရားတို့အမရတို့ကျင်တော်တွေဝေလောဆရာကြီးဘုရားတို့ဘုရားအမရတို့ကျင်တော်တွေဝေလောကောဘုံမြောင်ရသာတို့ကိုယ်တော်ဆရာတော်တောင်းတော်ဒါယကတိုင်းကိုဆရာတို့ကိုဆောင်ရှောင်းတဲ့အားလုံးတို့သည်ယနေ့ကိုချင်ပါသာကျမ်းမရှင်သာတရားနေညာဘုရားတို့ကဆိုတော်တယ်ရှင်သာကြတော့အခေကြတဲ့ချုပ်ချင်တော်ဘုရားအစိမပြုံးစေတဲ့တော်တော်ဝင်တဲ့ဘုရားကိုယူတော်လုံးလေးဒီမှာပေါ်ပါလို့လားဆိုရင်စေတော်ကိုပါလို့ကျွန်တော်ပြသညပါသည်တမ္မာဒီပါနဲ့ကတော့ဘုရားဆောင်းကြောက်ကုန်ရဲ့ဆက်ဆရာရိုးတစင်းကြပါသည်လို့ဆိုမြင်တော့ဘုရားရဲ့ယင်းညပထမယဘုရားမှာပြီးပြီးကျွန်တော်တို့ကိုမဆောင်းပါဘူးပရိသတ်များအလုံးကိုကျွန်တော်ပြန်အားသိချင်ပါသည်အစအစရရရိုးတော်မြည်ကြပါသည်